ကိုကြောင့်လည်းနောက်ရက်ဖြစ်မှာလေစွန့်ရဖြစ်တော့ကျွန်တော်တခါပြောရတယ်ဟိုပရိသတ်တွေကို fan တွေကိုfan တွေပေါ့ဟိုကျွန်တော် show တယောက်လည်းထွက်တဲ့ခါကျရင်တခါစုကြပါဘာလို့လဲဆိုအခုလှုပ်လှုပ်ကကိုကြောင့်လည်းအနောက်ရက်ဖြစ်မှာဆိုလို့လေ ဒါပေမဲ့ तू ကစုလာချားတဲ့အချိန်မှာကြာတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ तू ကမတ်တရိုက်ဗီဒီယိုရိုက်နေတဲ့ခါကျတော့အကူကတချင်းဆိုသွားတော့လေအဲ့ခါကျတော့စိတ်နှောက်ရက်ဖြစ်သွားတာအဲ့ဒါအကူကအဲ့လိုမျိုးသူ့တပည့်တွေကိုစုလာချားလို့စိတ်နှောက်ရက်ဖြစ်သွားတာမဟုတ်ဘူးနော်ကျွန်တော်ကဟိုစင်ပေါ်မှာအလုပ်သဘောရပါတော့အခုကျွန်တော်ဟိုချစ်ပြကောင်းချွဲတာပေါ့နော်ပြည်သက်မြန်မာကြောက်လေအဲထိုင်းဇလန်နေကိုရီးယားဇလန်နေလိုမျိုးဒီရဖန်နေများတော့ကိုရီးယားတက်မှန်အဲ့လိုစစ်ခံမကောင်းကျွန်တော်ကဟိုစင်ပေါ်မှာအလုပ်သဘောရပါတော့အခုကျွန်တော်ဟိုချစ်ပြကောင်းချွဲတာပေါ့နော်ပြည်သက်မြန်မာကြောက်လေအဲထိုင်းဇလန်နေကိုရီးယားဇလန်နေလိုမျိုးဒီရဖန်နေများတော့ကိုရီးယားတက်မှန်အဲ့လိုစစ်ခံမကောင်းအလုပ်သဘောရချွဲရဲဆိုတော့အပြင်မှာဆိုလို့ရှိရင်ရောညီကိုလိုပါပဲဒီမှာတော့ပတ်စံတောင်းတယ်အားနဲ့တောင်းတော့ပတ်စံမရှိဘူးကိုကြီးမိုးပေးသွားဟိုပေးချပါလေဒုက္ခတော့ခံတယ်ကိုကြီးဟုတ်ကျွန်တော်တို့ဒီ state ပေါ်မှာလုပ်နေတဲ့အလုပ်တွေကကြာတော့ဟိုဘယ်လိုပြောကျွန်တော်တို့ဒါမိသားစုတွေကိုတေဟိုပေါ့ဖြောပြတာပေါ့လေနော်ဟိုတခါလေးဘယ်လိုပြောမလဲနှစ်ပါးကားတဲ့ချိန်တွေကြာရင်ဒါအဲ့ချိန်တွေရဲ့အခါမျိုးတွေရှိမယ်လေနော်ဟိုတာကြီး4နာရီ5နာရီဆိုတော့တကယ်အဲ့လိုကောင်းတဲ့အချိန်တွေအဲ့အချိန်မှာတချို့မိသားစုတွေကြာတော့အေးငိုက်နေလေးပါလေတွေ့ရအဲ့တော့ကိုယ် state ပေါ်ကြည့်ပြီးတော့ဒီမိသားစုတွေအပေါ်မှာကြည့်ပြီးတော့မအိတ်ချင်ဘယ်လိုလုပ်ရမလဲဖန်စားမလဲဘယ်လိုဖြောပြရမလဲဆိုတော့ကိုယ်ကြည့်ရတာဗောလေကြည့်ပြီးတော့အားလုံးနဲ့ရန်ဒီဖြစ်ပြကိုပြပြနဲ့ဆိုလဲဒါပေါ့ဟိုတကယ်တမ်းဆိုရင်အခြားစက်တွေဆိုလောက်ခွင့်မပေးဘူးဗျာကျွန်တော်တို့မင်းသားပြိုင်ပြီးတော့ခေါင်းမောင်းကြီးနဲ့ဒါပေမဲ့ကျွန်တော်ကဖြစ်တဲ့အနေအထားတစ်ခုမှာတော့ကျွန်တော်ထားပြီးတော့ကျွန်တော်လောက်ခွင့်ပေးတယ်ကျွန်တော်ပြိုင်တယ်လို့ဆိုင်တယ်လို့နဲ့အဲ့လိုမျိုးမင်းသားကတယ်အဲ့ချိန်မှာသူကကိုပြပြနဲ့ကျွန်တော်နဲ့ကိုရှင်မိုးကြီးနဲ့အဲ့လိုမျိုးတည်းအဓိကကတော့ပရိသတ်တွေကိုဟိုအကောင်းဆုံးပြကျွန်တော်တင်ဆက်ကြတာပျော်စီခြင်းနဲ့စေတနာပါလေအဲ့လိုပါကျွန်တော်ကဒီဇက်သမင်မှာကျွန်တော်တို့အကိုဒီဟိုဒီဇက်သမင်မှာပြောတာနော်ဇက်သမင်မှာကျွန်တော်တို့အကိုဒီလက်ရှိအောင်စုခေါင်းစဉ်နဲ့ပုံနဲ့ကနေပြောလို့ကျွန်တော်တို့ကိုဒီကျွန်တော်တို့တစ်စက်လုံးရဲ့ဥတီရပဲကျွန်တော်လေးစားရပဲအဲ့ဒါကြောင့်မို့အကိုလုံးလုံးနေတဲ့အချိန်မှာကိုကြောင့်လည်းနောက်ရက်ဖြစ်မှာလေစွန့်ရဖြစ်တော့ကျွန်တော်တခါပြောရတယ်ဟိုပရိသတ်တွေကို fan တွေကိုfan တွေပေါ့ဟိုကျွန်တော် show တယောက်လည်းထွက်တဲ့ခါကျရင်တခါစုကြပါဘာလို့လဲဆိုအကိုလုံးလုံးကကိုကြောင့်လည်းအနောက်ရက်ဖြစ်မှာဆိုလို့လေတခါစုကြပေးပါလို့တခါပြောတာပြတော့အဲ့နေ့ကလည်းကိုကမသိဘူးဒါပေမဲ့အကိုတော့နောက်ရက်ဖြစ်သွားတယ်လို့ဖြစ်တယ်ဗျာကိုလည်းအကိုကိုနည်းနည်းအားနာကိုကိုယ်အလုပ်ချိန်မှာကိုကအလုပ်လုပ်ရင်စိတ်နှစ်ပြီးတော့တဲ့သူဖြစ်တဲ့အတွက်ကိုမျက်နှာကြည့်ပြီးတော့နေတာဖြစ်တော့မသိရဘူးပေါ့နော်အဲ့ချိန်မှာလွယ်ပြပြစုချတော့လည်းဝမ်းသာပါတယ်ကျေးဇူးတင်ပါတယ်ဒါလည်းအကိုရဲ့ကျေးဇူးတွေကြောင့်လို့ဖြစ်လာတယ်ဆိုတာလေဒီလိုပါဟိုနောက်ရက်ဖြစ်သွားတယ်ဆိုတာကလည်းအကူကဖြစ်တာမဟုတ်ပါဘူးအကူကိုပွဲလာကြည့်ရဲ့ဗိသက်တွေကအကူဆိုတော့ရန်ကြည့်ကျင်တယ်အဲ့ဒီအချိန်မှာကိုင်းညီလေးကလည်းဟိုအကူဆိုတဲ့အချိန်မှာချားမယ်လို့မှားထားတာမဟုတ်ဘူးဒါပေမဲ့ तू ကစုလာချားတဲ့အချိန်မှာကြာတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ तू ကမတ်တရိုက်ဗီဒီယိုရိုက်နေတဲ့ခါကျတော့အကူကတချင်းဆိုသွားတော့လေအဲ့ခါကျတော့စိတ်နှောက်ရက်ဖြစ်သွားတာအဲ့ဒါအကူကအဲ့လိုမျိုးသူ့တပည့်တွေကိုစုလာချားလို့စိတ်နှောက်ရက်ဖြစ်သွားတာမဟုတ်ဘူးနော်ဟုတ်ဒီလိုပါပဲမိသားစုတွေဆိုတော့လေဟိုကျွန်တော်လည်းအမြဲတမ်းစင်ပေါ်ပုံပွင့်လေးပြောတယ်အားလုံးချစ်ပေးပါအားလုံးဟိုဘယ်လိုပြောမလဲဟာပေးပေးပါဟိုကျွန်တော်ကတူတယောက်တည်းဟိုအောင်စဘူးဆိုတဲ့ခေါင်းစဉ်အောက်မှာတူတယောက်တည်းရက်တည်ရတယ်ကျွန်တော်အားလုံး group ဖြစ်စေချင်တာလေတိုးတက်စေချင်တာအခုဆိုဟိုရာဂိုင်နှုန်းတော်တော်များများပေါ့လေတော်တော်များလဲအသီးသီးဟိုသူပြိတ္တနဲ့သူမိသားစုနဲ့သူအဲ့လိုခုလိုမျိုးရက်တည်နေနိုင်ကြပြီဆိုတော့ဟိုဖွယ်ထဲမှာဆိုမင်းသမီးဆိုလဲမတ်ရွှေစင်တို့မတ်မင်းမြတို့ခင်တို့ဆိုလဲဒါသူတို့ fan လေးနဲ့သူတို့အခုနောက်ပိုင်းတွေ့လာတာဆိုတော့ကျွန်တော်တို့ကတော့ဟိုဝမ်းသာတယ်ပျော်တယ်ဆိုတဲ့စကားအလွယ်ကြီးကျန်တာပါမရှိကျွန်တော်တကယ် PD ဖြစ်တာကျွန်တော်အမှားထားပြီးသားကျွန်တော်ရဲ့ဒီလုတ်ပေါ်ကဘက်ဒီအားလုံးရတယ်လွတ်လပ်စွာညီပိုင်ခွင့်ရှိတယ်တို့ပေမဲ့အလုံးနဲ့ပတ်သက်လာရင်တော့ကျွန်တော်
ကျွန်တော်ခွင့်မလွတ်ဘူးလို့တခါတည်းပြောထားပြီးသားပေါ့လေအလုံးနဲ့ပတ်သက်လာရင်တော့ကျွန်တော်လည်းခွင့်မလွတ်တယ်လို့ကျွန်တော်နဲ့တွဲပြီးအလုပ်လုပ်ကြမဲ့သူတွေလည်းကျွန်တော်တိတ်ခွင့်လွတ်လက်တိတ်မရှိဘူးကျွန်တော်အလုပ်လောဘနည်းနည်းတော့ကြီးတယ်ပေါ့လေပြီးတော့ဒီကျွန်တော်အဖွဲ့အစည်းနဲ့တွားတာပေါ့လေအလုပ်လုပ်ရတဲ့အခါမှာအဖွဲ့အစည်းတော့တွားတဲ့အခါမှာကျွန်တော်ကတော့ကျွန်တော်အဖွဲ့ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်ဘက်ကစင်ကျင်စရာဘိုင်းတွေလည်းအများကြီးရှိတယ်ထိသိမ်းစရာဘိုင်းတွေလည်းအများကြီးရှိတယ်သူတို့လည်းအဲ့ဒါလေးတော့မျက်တရက်ခံလာတယ်အဖွဲ့အစည်းနဲ့တွားတာဖြစ်တဲ့အတွက်စီစီလုံးလုံးလေးဖြစ်ဖို့ရယ်ညီညွတ်လေးဖြစ်ဖို့ရယ်ပြီးတော့ကိုပြုလုပ်လိုက်တဲ့အလုပ်တစ်ခုပေါ်မှာဒီအဖွဲ့ပေါ်ကိုမထိခိုက်ဖို့ရယ်အဖွဲ့ပေါ်မထိခိုက်ဖို့ဆိုတော့ကျွန်တော်ထိခိုက်မှာဆိုလို့ပြောတဲ့စကားမဟုတ်ဘူးပေါ့လေတစုံတယောက်ကြောင့်တစ်ခုကြောဖြစ်သွားတဲ့အရာပေါ်မှာအဖွဲ့အစည်းထိခိုက်သွားပြီဆိုရင်ကျွန်တော်လည်းလမ်းလျှောက်လို့အသိအစင်မပြေဘူးပေါ့လေနော်အဲ့လိုမျိုးဖြစ်တယ်ပြီးတော့ဒီလိုအဖြစ်တစ်ခုလုံးလိုက်လို့ဒီလိုအလုပ်ထုတ်လိုက်ရတယ်ဆိုတဲ့အဖြစ်မျိုးလေးကျွန်တော်အဖြစ်မခံချင်ဘူးအဲ့တော့လောလောလတ်နေလို့ရတယ်ပေါ့ပါနေလို့ရတယ်ကျွန်တော်လည်းဆိုလဲဒါအခုအပြင်မှာဆိုလဲသူတို့အတီဆုံးကျွန်တော်လည်းဘော်ဒါလိုပဲပေါင်းတာညီကိုတွေပုံစံမျိုးပဲကျွန်တော်သွားတာဆိုတဲ့အတွက်ကျွန်တော်အလုပ်နဲ့ပတ်သက်တော့တီချာလေးလုပ်ဖို့တော့ပြောတာကျွန်တော်မေဂျာတပင်ဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဇက်တပင်ကိုပဲတီချာအားဆိုင်ပြီးလုပ်မှာပါဒါပေမဲ့ရုပ်ရှင်ကလည်းကျွန်တော်တို့အခွင့်အရေးတစ်ခုပေါ့လေနော်အခွင့်အရေးတစ်ခုဖြစ်တဲ့အတွက်အချိန်ရတယ်လို့ကျွန်တော်ဦးစားပေးပြီးကျွန်တော်လုပ်သွားမှာပါကျွန်တော်တို့အောင်စပူဇက်တပင်ပေါ့လေအားပေးနေကြတဲ့မိသားစုများတူတော့ချစ်စီတိုင်းကိုကျွန်တော်ချစ်စုများတင်ပါတယ်ကျွန်တော်အားပေးတယ်လို့ဒါကျွန်တော်အဖွဲ့မှာရှိကြတဲ့ကျွန်တော်ရဲ့လုပ်ပေါ်ကမဲ့ညီကိုမောင်နှမတွေအားလုံးကိုလည်းအားပေးကြဖို့အတွက်ကျွန်တော်ဒီညကနေတောင်းဆိုပါတယ်ချစ်စုလည်းအများကြီး